လူပတ်ဝန်းကျင်မှာကိုလိုတဲ့သူလည်းရှိသလိုမလိုတဲ့သူလည်းရှိတယ်ကိုဘောကောင်းတဲ့သူလည်းရှိသလိုမကောင်းတဲ့သူလည်းရှိတာပါပဲကိုယ်တိုင်လည်းဒီလိုပဲမို့လားကိုလိုတဲ့သူရှိသလိုကိုမလိုတဲ့သူလည်းရှိတာပဲကိုကောင်းတဲ့သူရှိသလိုကိုမကောင်းတဲ့သူလည်းရှိတာပါပဲလူတိုင်းကကိုဘောကောင်းဖို့မလွယ်သလိုကိုကလည်းလူတိုင်းဘောကောင်းဖို့မလွယ်ပါဘူးဒါကြောင့်ကိုဘောမကောင်းရမလားဆိုပြီးဘယ်သူမှအပြစ်မမြင်လိုက်ပါနဲ့ပြဿနာတွေကိုမကြောက်ပါနဲ့တချို့ပြဿနာတွေကကောင်းမှုဖြစ်လာတာပါတချို့သောအောင်မြင်မှုတွေကပြဿနာတွေနဲ့ပါလာတတ်တယ်ဒါကြောင့်ပြဿနာတွေနဲ့ကြုံတွေ့ရင်မကြောက်နဲ့ဒေါသမဖြစ်နဲ့ပြဿနာပေါ်ပြဿနာမစင်စီနဲ့ပြဿနာတွေကိုစိတ်ထားမှန်မှန်နီးမှန်လမ်းမှန်နဲ့အေးချမ်းစွာဖြေရှင်းပါကိုယ့်ဘက်ကဘယ်လောက်မှန်မှန်ဘယ်သူနဲ့မှပြဿနာမဖြစ်မိအောင်တတ်နိုင်သမျှကြိုးစားပါစိတ်ထားကောင်းရင်ကံတွေကောင်းလို့အကျိုးပေးတွေလည်းကောင်းပါတယ်စိတ်ထားညံ့ရင်ကံတွေပါညံ့လို့အကျိုးပေးတွေလည်းညံ့နေပါပါဒါကြောင့်ကံတွေကောင်းအောင်စိတ်ကောင်းနေထားပါကိုနှိမ့်ဆက်နေတာညှင်းပန်းနေတာကိုယ့်ရဲ့အတွေ့အမြင်အထင်တွေပါပဲဒါကြောင့်ကိုချမ်းသာစေခြင်းရင်အတွေ့အမြင်အထင်တွေကိုပြောင်းလဲပြပါကိုယူဆနဲ့ကိုထင်မြင်တယ်လို့ထင်ရတွေကြံထင်ရတွေပြောထင်ရတွေလှုပ်ပြီးထင်တလုံးနဲ့ဘဝင်မဆုံးပါစေနဲ့တင်ညာထင်မှပညာမြင်ပါလိမ့်မယ်အထင်တွေလွဲရင်အလွဲတွေထင်ပြီးအမြင်တွေပါလွဲလို့အလွဲတွေမြင်လာတတ်ပါတယ်ဒါကြောင့်ဘယ်အရာမှကိုထင်ရင်သလိုမထင်လိုက်ပါနဲ့သူ့ကိုမကျေနပ်တာနဲ့သူ့ကိုမုန်းတာနဲ့သူနဲ့ပတ်သက်သူတွေကိုမကျေမနပ်ဖြစ်เสียမလို့သလိုမုန်းเสียလည်းမလိုပါဘူးသူနဲ့ဖြစ်တဲ့ပြဿနာကတခြားသူတွေနဲ့မဆိုင်ပါဘူးသူများတွေပြီးလို့ရလာတဲ့အောင်မြင်မှုဟာသူများတွေပြန်ယူသွားနိုင်ပါတယ်ကိုရည်ချင်းနဲ့ကိုကျင်တရားကောင်းမွန်စွာနဲ့ရလာတဲ့အောင်မြင်မှုကိုတော့ဘယ်သူကမှလူမယူနိုင်ပါဘူးဘယ်သူသိမသိကိုအကြောင်းကိုအသိဆုံးပါသူများကကိုကြည်ညိုဖို့ထက်ကိုကြည်ညိုဖို့ကိုရည်ကြည်ပါလေဒုက္ခရောက်သူတွေကိုကယ်တင်ရင်ကိုယ်တိုင်ဒုက္ခတွေနဲ့ဆင်းသိရင်ဆင်းရပါလိမ့်မယ်ကိုယ်တိုင်လည်းစိတ်ရှည်သီးခံဒုက္ခခံနိုင်ရပါမယ်စိတ်ဆိုးတာထက်စိတ်ဆိုးပြရတာစိတ်ဆိုးနေမှန်းသိအောင်လုပ်ပြရတာပင်ပန်းလာပါတယ်ဒါကြောင့်ဘာအကြောင်းနဲ့မှဘယ်သူမှစိတ်မဆိုးမိပါစေနဲ့ကိုကျင့်တရားနဲ့မပြည့်စုံရင်တည်ကြည်မှုတမာတိမရှိရင်ဝေဖန်ပိုင်းခြားသိတတ်တဲ့ပညာမရှိရင်ပျော်ရွှင်မှုစစ်ချမ်းသာစစ်ကိုဘယ်တော့မှမရနိုင်ပါဘူးလောကရန်မုန်တိုင်းတွေတိုက်ခိုက်ခံရတာချင်းတူတချို့ကမုန်တိုင်းကြောင့်ဘုံလဲသွားကြတယ်တချို့ကတော့မုန်တိုင်း